မင်္ဂလာပါရှင်ဒီနေ့ကတော့ကြရဝဲဥကြောင်လေးချက်ပါမယ်ကြရဝဲဥကြောင်လေးကိုလိုတလို့အနေထားလေးပေါ့နော်ကျမတော့အကွင်းလေးနဲ့ပပလေးတွေလှီးပေးထားပါတယ်ကိုကြိုက်တလို့ရွယ်စားလေးနဲ့ချက်လို့ရတယ်ပေါ့နော်ပြီးတော့ဒါကြရဝဲဥကြောင်တဲ့ဒါဖြတ်ပြီးသားပေါ့နော်ဒါအထုပ်ဖောက်ပြီးတော့မှဒီတဲ့အထုပ်ထဲကနေဖောက်ပြီးတော့မှကိုကျမချက်မလောက်လေးပေါ့နော်ပြီးယူထားတာပါရှင်ဒါလေးကိုတော့ဒီကတိတာတဲ့ပြန်ထိန်းထားပါတယ်လို့နော်ပြင်ထားလာတော့ကျက်သွန်ဖြူနှုံနှုတ်ဆင်းပေါ့နော်နောက်ချင်းလေးထည့်ပါတယ်နောက်ကျက်သွန်အနီပေါ့နော်ကျက်သွန်ကြီးလည်းပပလိထားပါတယ်ဒါလေးတွေကိုစီတက်ပြီးတော့မှကြရဝဲဥကြောင်လေးကိုအီလေးကြိုက်တယ်ဆိုရင်ရေနွေးလေးထည့်ပြီးတော့ပေါ့နော်ကိုကြိုက်တဲ့အနေထားလေးရအောင်စီတက်ပြီးတော့ချက်တာပေါ့နော်ပြန်လာတော့ရတာပိုင်းကတော့ကိုကြိုက်တယ်လို့လိုထည့်လို့ရပါတယ်လို့နော်ဟွာပေါ့နော်အချို့မကြိုက်တဲ့သူကသူ့ရဲ့ကြရဝဲဥကြောင်ကအချို့ပါပြီးသားဆိုတော့တိတ်ပြီးတော့အချိုတွေပါလေအချိုမုံတွေပါလေမထည့်လည်းရတယ်ဒီတိုင်းကျမတို့ပြန်ချက်လိုက်တာပါချင်းဒါကြရဝဲဥကြောင်ကကြော်စားလို့လေရတယ်ဒီလိုချက်ပြီးတော့အနှစ်ကလေးကြလေးနဲ့ချက်ပြီးတော့စားလို့လေရပါတယ်ရှင်ကိုနှစ်သက်တယ်လို့သုံးဆောင်လို့ရပါတယ်လို့မင်္ဂလာပါကျေးဇူးတင်ပါတယ်ရှင်